ကျမရဲ့ခန္ဓာကိုယ်ဟာကြောက်သားအဖြစ်ဒီနေရာမှာပဲကြိုက်ထီးရိုးဘုရားကိုဥတီနေပါစေကျမရဲ့ခန္ဓာကိုယ်ကိုထိကင်သူတိုင်းဆေးဖြစ်ပါစေနောင်ဘုရားပွင့်သည့်အထိဒီဘုရားကိုစောင့်ရှောက်နိုင်ပါစေအခုမြင်တွေ့နေရတာကတော့ပထုံဘရင်ရဲ့မိဖုရားတစ်ပါးဖြစ်ပြီးကြိုက်ထီးရိုးဘုရားနီးမှာနှက်ကြားတိုက်လို့ဖြစ်ရဆိုးနဲ့ကြုံတွေ့ခဲ့ရတဲ့သူဝိဇ္ဇဒုံနဲ့ငကမတို့ပေါင်းဖက်ပြီးဥမှပေါက်ဖွာလာခဲ့တဲ့ကရင်မိန်းမလာလေးရွှေနှန်းကျင်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့တကူကြီးဖျားတဆူဖြစ်တဲ့ကြိုက်ထီးရိုးဖျားကိုကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများတွားရောက်ဖူးမြော်ပူကြပါတယ်။ကြိုက်ထီးရိုးဖျားကိုတွားရောက်ဖူးမြော်တဲ့အခါရွှေနှန်းကျင်နှံ့နှံကိုလည်းဒီနေ့ဒီချိန်ထိလွှမ်းမောဖွယ်ရာမြင်တွေ့နိုင်ပါတယ်။ဒါပေမဲ့ရွှေနှန်းကျင်ကဘယ်သူဘယ်ဝါဖြစ်ပြီးဘာကြောင့်ကြောက်ရွံ့ဖြစ်သွားရလဲဆိုတာတော့သိတဲ့သူနည်းပါလာပါတယ်။ဒီနေ့မှာတော့ကြိုက်ထင်းရိုးတောင်ပေါ်ကကြောက်ရွံ့ဖြစ်သွားရတဲ့ကရင်မိန်းမလာလေးရွှေနှန်းကျင်ရဲ့အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1500ခန့်ကမွန်လူမျိုးတို့ရဲ့ရာမညကရဏတိုင်းတုဗိဏနဂရပြည်ရှင်တိတ်တရာဇာမင်းကြီးအုပ်ချုပ်ဆိုးဆန်နေခဲ့ပါတယ်။တိတ်တရာဇာမင်းကြီးမှာတိရိကပ္ပါဒေဝီဆိုတဲ့မိဖုရားတစ်ပါးရှိပြီးတိတ်တကုံမာနဲ့တိဟကုံမာဆိုတဲ့သားတော်နှစ်ပါးထွန်းကားခဲ့ပါတယ်။သားတော်နှစ်ပါးအရွယ်ရောက်လာတဲ့အခါမှာဖခင်ရဲ့ထိနှန်းပေါ်တတ်မှတ်စိတ်မရှိဘဲတောထွက်ပြီးယတိယဟန်ပြုလိုကြောင်းဖခမဲတော်နဲ့မေတော်စီခွင့်ပန်ခဲ့ကြပါတယ်။ခမဲတော်နဲ့မေတော်ကလည်းခွင့်ပြုပေးတဲ့အတွက်ညီနောင်နှစ်ပါးကတူဝနာဘုံမီရဲ့အရှိတောင်အရက်ကိုထွက်လာကြပြီးယတိဘဝဖြင့်တရားဓမ္မများကျင့်ကြံခဲ့ကြပါတယ်။နောင်တော်တိတ်တရတေးကဇင်းကြိုက်တောင်နဲ့ညီတော်တီဟရတေးကဇွဲကပင်တောင်တို့မှာအသီးသီးနေထိုင်ခဲ့ကြပြီးတရားဘာဝနာများပွားများခဲ့ကြပါတယ်။အဲ့ဒီအချိန်ကဇင်းကြိုက်တောင်ရဲ့အနောက်ဘက်မှာပင်လယ်ကမ်းစပ်နဲ့အရန်ကိုနီးကပ်ပြီးကမ်းစပ်အနီးမှာငကမတို့ပျော်ဆန်ရာကျွန်းတကျွန်းရှိခဲ့ပါတယ်။တစ်ချိန်မှာတော့ငကမတအူးကချောမောလာပတဲ့မိမပြိုလေးအတွင်ဖန်ဆင်းပြီးကမ်းစပ်အနီးတောင်ချီမှာလဲ့လဲသွားလာနေချိန်ဝိဇ္ဇရိုတအူးနဲ့တွေးဆုံပြီးချစ်ကြိုက်ပေါင်းတင်ခဲ့ရာမှာငကမမှာပရိသတိဆွဲကပ်လာခဲ့ပါတယ်။ပရိသတိရင့်မာလာဒီနဲ့အမျှငကမလည်းပင်လေကမ်းစပ်အနီးမှာပဲဥချပြီးငကားပြည်ကိုပြန်သွားခဲ့ပါတယ်။ဒီနေ့မှာတော့တိတ်တရတေးကတောင်ကြီးတစ်လျှောက်ပင်လေကမ်းစပ်အနီးလဲလဲသွားလာနေချိန်ဒီငကားဥနှလုံးကိုတွေးရှိသွားပြီးနောင်တော်တိတ်တရတေးနဲ့ညီတော်တီဟရတေးနှစ်ပါးကတလုံးစီခွဲဝေထိန်ထိန်ဆောင်းရှောက်လာခဲ့ပါတယ်။အချိန်တခုကြာလာတဲ့အခါအဲ့ဒီဥနှလုံးကနေလူစင်စစ်တားယောက်ျားလေးနှစ်ယောက်ပေါက်ဖွာလာခဲ့ပြီးတိတ်တရတေးစီမှာပေါက်ဖွာခဲ့တဲ့ကလေးကိုတူရိယကုံမာနဲ့တီဟရတေးစီမှာပေါက်ဖွာခဲ့တဲ့ကလေးကိုစန္ဒကုံမာဆိုပြီးအမည်ပေးခဲ့ပါတယ်။ညီတော်တီဟရတေးစီမှာပေါက်ဖွာခဲ့တဲ့စန္ဒကုံမာကလေးကတော့ကံမကောင်းစွာနဲ့အသက်9နှစ်အရွယ်မှာကြောက်ရောဂါနဲ့ဆုံးပါသွားခဲ့ပါတယ်။တိတ်တရတေးထံမှာပေါက်ဖွာခဲ့တဲ့တူရိယကုံမာကလေးတယောက်သာကျန်ရှိခဲ့ပြီးတိတ်တရတေးရဲ့အဆိုးဆုံးမမှုအောက်မှာတဖြည်းဖြည်းကြီးပြင်းလာခဲ့ပါတယ်။ဒီလိုနဲ့အချိန်ကြာလာတဲ့အခါနောင်တော်တိတ်တရတေးတရားကျင့်ကြံတဲ့ဇင်းကြိုက်တောင်အနီးမှာကြေးရွာများထူထပ်လာတဲ့အတွက်လူတူအယောက်ပေါက်နေပြီးပုံမစိတ်ငြိမ်တဲ့နေရာတစ်ခုကိုရှာဖွေဖို့အတွက်တူရိယကုံမာကလေးငယ်နဲ့အတူပေါင်းလောင်းတောင်တန်းအတိုင်းခရီးဆက်လာရာမုတ်ဆိုးတောင်အနီးရှိခုတစ်ခုထဲတွင်သတင်းသုံးခဲ့ပါတယ်။ဒီအချိန်မှာငကားမတယောက်ကချောမောလာပါတဲ့လူသားမိန်းကလေးအတွင်ဖန်ဆင်းပြီးဝိဇ္ဇရိုတအူးနဲ့ချစ်ကြိုက်ခဲ့ရာမှာကြီးပါးစက်ကူထဲတွင်အကျဉ်လင်းများအဖြစ်ပေါင်းတင်နေလျက်ရှိပါတယ်။ဒီနေ့မှာတော့အဲ့ဒီငကမမှာလည်းပရိသတိရှိလာခဲ့ပြီးအိပ်ပျော်နေတဲ့အချိန်မူလအတွင်ပြန်ကငကားရုပ်ပေါ်လာတဲ့အတွက်ဝိဇ္ဇရိုလည်းကြောက်လန့်ပြီးငကားမကိုစွန့်ပစ်ခါအဝေးကိုထွက်သွားခဲ့ပါတယ်။ငကားမလည်းလင်းယောက်ကြားပြန်မလာတော့တာတိလိုက်ရတဲ့အခါကြေကွဲဝမ်းနည်းစွာခံစားခဲ့ရပြီးရွယ်ထားတဲ့ပရိသတ်တွေကိုကြီးပါးစက်ကူတဲ့ဥချကငကားပြည်ကိုပြန်သွားခဲ့ပါတယ်။ဒီဥတွေကိုနောင်တော်တိတ်တရတေးနဲ့ညီတော်တီဟရတေးတို့ကပဲတဖန်ပြန်လည်ထိန်းသိမ်းဆောင်ရှောက်ခဲ့ကြပါတယ်။အချိန်ကြာလာတဲ့အခါအဲ့ဒီဥနှလုံးကနေတိတ်တရတေးထံမှာရွှေနှန်းကျင်နဲ့တီဟရတေးထံမှာနာဂတူစာအမည်ရှိမိန်းကလေးနှစ်ယောက်ပေါက်ဖွာလာခဲ့ပါတယ်။မျိုးသမီးငယ်နှစ်ယောက်ကကျောင်းတင်ငန်းနဲ့မတင်လျော်တဲ့အတွက်ရွှေနှန်းကျင်ကိုမဲတနာရွာမှာကရင်လင်မယားဖိုးကော်လွတ်နဲ့နန်းကြာဟဲရိုးကမွေးစားခဲ့ပြီးနာဂတူစာကိုတော့ပေါင်ကျွဲချံရွာတကြီးမွန်လူမျိုးလင်မယားတို့ကမွေးစားခဲ့ကြပါတယ်။မဲတနာရွာတကြီးဖိုးကော်လွတ်နဲ့နန်းကြာဟဲရိုးမှာငပန်းတင်အမည်ရှိသားတစ်ယောက်ရှိပြီးငပန်းတင်နဲ့ရွှေနှန်းကျင်တို့လည်းအရန်ကိုချစ်ကြတဲ့မောင်နှမတွေဖြစ်သွားခဲ့ကြပါတယ်။ င
ငကားဦးမှာပေါက်ဖွာလာခဲ့တဲ့ညီအမနှစ်ယောက်အရွယ်ရောက်လာတဲ့အခါအရန်ကိုချောမောလာပါတဲ့မိမပြိုလေးတွေအဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။